ကြောင်းပြောရင်အကောင်တကားထက်လူတိုင်းလဲဆွဲတာသူ့ကိုတော်ရောမြို့မှာဆိုသလိုလိုနှစ်သက်ကြတာမှန်သေးသကိုနေဟာမပါရင်ထမင်းပွဲတဲ့ဘာလို့သိနေကြမှာပဲဆိုငပိရေကျိုးသူအကြောင်းပြောရင်အကောင်တကားထက်လူတိုင်းလဲဆွဲတာသူ့ကိုတော်ရောမြို့မှာဆိုသလိုလိုနှစ်သက်ကြတာမှန်သေးသကိုနေဟာမပါရင်ထမင်းပွဲတဲ့ဘာလို့သိနေကြမှာပဲဆိုငပိရေကျိုးဘိုးကြီးအမေကြီးကြိုက်တယ်ငပိရေကျိုးခလေးနဲ့လူကြီးကြိုက်တယ်ငပိရေကျိုးဗမာတွေပြောစမဟောနဲ့မလဲတော့ပြောရင်တဲ့တောင်မရေရိုးထမင်းမဲစားရင်လို့အနံလေးမွေးနေနိုင်မှာဘူးဆိုနေနိုင်မှာဘူးဆိုငရုတ်ကြီးမီးဖုတ်လို့ဘူးညုံပြုတ်နဲ့မြုပ်ပါတုတ်လိုက်ရရင်ဖြင့်ချက်သားဟင်းဝက်သားဟင်းဘာဟင်းမှမလို့